သာသနာတော်နှစ်2558ခုနှစ်ကောဇာတက္ကရာ1386ခုနှစ်ကစုံလပြီးကျော်9ရက်နေ့ရှမ်းပြည်မြောက်ပိုင်းလာရှိုးမြို့မိုးကုတ်ဝိပဿနာတရားစဉ်နှင့်လုပ်ငန်းစဉ်ပြန်ပွားရေးအဖွဲ့ခွဲအမှတ်196၌ကျေးဇူးတော်ရှင်အကမဟာပန္တိတမိုးကုတ်ဆရာတော်ဘုရားကြီး၏ဥပနိတယအတိုင်းဆင်ရင်ကျက်ပပြုလုပ်အပ်သောနိဗ္ဗာန်ဝင်လအတိတ်တ10ရက်တရားစခန်းပွဲကြီး၏9ရက်မြောက်သောနေ့ညနေပိုင်းတရားပွဲတို့တရားပွဲကိုဟောကြားခြင်းနာကြားခြင်းမပြုသေးမီတရားပိုင်ရှင်ဖြစ်တော်မူသောသုံးလောကထောထာသဗ္ဗညုမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးအားနမောတတ္တခါရဝဖြင့်ဥစွာပထမရှိခိုးကြောကြပါကုန်ဥဆိုနမောတတ္တဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓဘဂဝါဂုံရှင်အရဟံဂုံရှင်သမ္မာသမ္ဗုဒ္ဓဂုံရှင်ဘုရားရှင်ကိုယုတိမြတ်တို့လက်ဆုံးမိုး၍ရှင်ကိုပါဤဖယားအလုံးဥချလိုက်တော့နှလုံးစိတ်ဝမ်းအေးချမ်းစွာထားပြီးတော့ကြာကြာတိုင်တိုင်မဲ့ဣရိယာပုဂ္ဂိုလ်ရွေးချယ်ပြီးတော့သက်သာသလိုအစဉ်ပြေသလိုတရားဓမ္မများမှတ်သားနာယူနိုင်ပါပြီဦးဇင်းတို့ကယနေ့9ရက်မြောက်သောနေ့ညနေပိုင်းမှာကျေးဇူးတော်ရှင်အကမဟာပန္တိတမိုးကုတ်ဆရာတော်ဘုရားကြီးသစ်တော်ထင်ရှားရှိခဲ့စဉ်တုန်းကယခုလိုတရားစခန်းပွဲတွေတရားပွဲတွေပြီးဆုံးကနီးမှဆရာတော်ဘုရားကြီးမကြာဟောလေ့ရှိသောဆရာတော်ဘုရားကြီးကိုယ်တိုင်ရေးဆက်တည်ကုန်းခဲ့သောလင်္ကာလေးဖြင့်ဦးဇင်းတို့ကတစ်ပိုက်ချင်းထုတ်နှုတ်ပြီးတော့ဟောကြားပေးမှဖြစ်ပါတယ်ဝိပဿနာအကျိုးပါတယ်ဒီဓမ္မယုံနိုင်ရကြည့်လိုက်တော့ဒီနားမှာလည်းသေသလေးနဲ့ရေးထားတယ်ခုနားမှာကြတော့အဝါရောင်အကြီးကြီးနဲ့ရေးထားတယ်နော်ဒါကျေးဇူးတော်ရှင်မိုးကုတ်ဆရာတော်ဘုရားကြီးဟောထားတဲ့လင်္ကာလေးဝိပဿနာအကျိုးဆိုတဲ့တရားဓမ္မဖြင့်ကျေးဇူးဆက်ဟောကြားပြီးမှဖြစ်တဲ့အတွက်တရားတော်ကိုယုတိလေးစားစွာဖြင့်နာယူမှတ်သားကြပါဝိပဿနာအကျိုးပါတယ်ဟုတ်ပြီဝိပဿနာအကျိုးကိုမပြောခင်မှာဝိပဿနာဆိုတဲ့စကားလုံးဒီတော့ဝိပဿနာဆိုတာဘာလဲဆိုတော့ကျေးဇူးတော်ရှင်အကမဟာပန္တိတမိုးကုတ်ဆရာတော်ကြီးကတော့အများနားလည်အောင်မြန်မာလိုပြောခဲ့တာကဝိပဿနာဆိုတာဟိတဲ့ခန္ဓာအကြောင်းသိအောင်လုပ်တာဘာအကြောင်းသိအောင်လုပ်တာဟုတ်ပြီခန္ဓာအကြောင်းသိအောင်လုပ်တာခန္ဓာမလိုခြင်းအောင်လုပ်တာကဝိပဿနာဆိုတော့ဦးဇင်းတို့သူတော်ကောင်းတို့တတိဝိပဿနာရဲ့အကြောင်းလေးပြန်ပြီးတော့ပြောကြစို့ခန္ဓာအကြောင်းသိအောင်လုပ်ကြသို့ဆိုတော့ဒီနေ့ရှိနေတာခန္ဓာဘယ်နှပါးစဝိုင်းနဲ့ပြောပဲတရားဒီလေဝိညာဉ်ဒုက္ခသစ္စာတဲ့ဗျာဒီတော့ဒုက္ခသစ္စာဆိုတဲ့စကားလုံးนี่တစ်လုံးချင်းပိုင်းဖြာလိုက်တော့ဟယေသစ္စာယေစကား3လုံးရတယ်နော်
ဒုက္ခသစ္စာဆိုတဲ့စကားလုံးလေးပိုင်းဖြတ်လိုက်တော့ဒုက္ကုစီတံခတုံညံဆိုတော့ဒုရရေတရေဗါတဲ့ဟုတ်ပြီမြန်မာလူပြောတော့ဒုက္ကုစီတံဒုဆိုတာကစစ်ဆုံးဆရာဒုဆိုတာကဘာပါလေခတုံဆံဆိုတာကဒုစံခဆိုတာကအသုံးမကြတာခဆိုတာကဘာပါလေတဏှီအပြင်ပြောခြင်းတော့တန်ဖိုးမရှိတာလို့မှတ်ပါနော်သို့သောဆရာတော်ဘုရားကြီးပြောတဲ့စကားနဲ့ပြောပါမယ်ဒုဆိုတာကစစ်စုံဆရာခဆိုတာကအသုံးမကြတာသစ္စာဆိုတာကမှန်တာစစ်စုံဆရာအသုံးမကြတာအမှန်ပါတယ်ဟုတ်ပြီပြန်ပြီးတော့ပြောပါအောင်စစ်စုံဆရာအသုံးမကြတာအမှန်ကဲအလုံးကောင်းလေးမော်လိုက်ပါဒုတတိယနေတဲ့ခန္ဓာကြီးကစစ်စုံဆရာဟုတ်မဟုတ်ဉာဏ်မျက်လုံးနဲ့ကြည့်လိုက်တဲ့အခါဒီခန္ဓာကြီးမှာဓဝါတာပေါက်တွေပါပါတယ်နော်မျက်လုံးပေါက်အစာကြည့်တဲ့ဓဝါတာပေါက်တွေရဲ့အပေါ်မှာကြည့်လိုက်တော့ဒီခန္ဓာကြီးတွေကထွက်လာတဲ့အရာဝတ္ထုတွေဟောဒီမျက်လုံးပေါက်ကထွက်တာတွေကလေตาယာဆရာလားစစ်စုံဆရာလားသူတော်ကောင်းတို့ရဲ့စစ်စုံဆရာထွက်တဲ့အတွေ့အကြောင်းနာနေမိုးတောင်အလင်းရောက်လာတဲ့အခါလူမမြင်ခင်မှမျက်နှာတန်ရှင်းရေးလုပ်ရတာနော်မြေချီတွေအညီအကြီးတွေမြေလုံးပေါက်ကထွက်တာတွေကလည်းစစ်စုံဆရာနာဘောကထွတ်တာတွေကလည်းစစ်စုံဆရာခံတွင်ပေါက်တို့နှာခေါင်းပေါက်တို့ကျင်ကြီးကျင်ငယ်အပေါက်တွေကထွတ်တာကလည်းตาယာဆရာလားစစ်စုံဆရာလားဒီခန္ဓာကိုယ်ကြီးကထွက်လာတဲ့အရာဝတ္ထုမှတ်သမျှစစ်စုံဆရာဆိုတော့ပြောပါပြီငကိုရှိမှပါထွက်တာဒီဥပမာအတိုင်းကြည့်လိုက်တော့ဒီခန္ဓာကြီးတွေကထွက်လာတဲ့အရာဝတ္ထုတွေတောင်မှစစ်စုံဆရာဖြစ်နေတဲ့အတွေ့ဟောဒီခန္ဓာကြီးသည်ตาယာဆရာလို့ပြောလို့ရပါမလားတွေ့တာဆရာလို့ပြောလို့ရပါမလားဒါကြောင့်ကျေးဇူးတော်ရှင်မိုးကုတ်ဆရာတော်ဘုရားကြီးကအေးတမင်းတို့ရနေတဲ့ခန္ဓာကြီးကမျက်စိနားနှာခေါင်းအစာကြီးတဲ့ဓဝါတာ၉ပါးကထွက်လာတဲ့အရာဝတ္ထုမှတ်သမျှကဒုစစ်စုံဆရာမှတ်ခဲ့နော်ဒုပါတယ်လေရှေ့သွားလိုက်တော့ခဆိုတာကတန်ဖိုးမရှိတာအသုံးမကြတာကြည်စံဥစဉ်တို့ရဲ့ခန္ဓာကြီးကမသိခင်ပေါ့နော်မသိခင်မှာဒီအချိန်မှရေချိုးကြဖီးကြလိန်ကြပြူကြပြင်းကြဟောဒီခန္ဓာကြီးမှာရွှေငွေရတနာကြောက်တံပရမတွေစီချဲကသလိုက်တဲ့အခါကျတော့ဒီခန္ဓာကြီးကိုတန်ဖိုးရှိတယ်လို့ထင်ကြတယ်။ဘာရှိတယ်လို့ထင်ကြဘယ်အချိန်မှလဲဆိုတော့မသိခင်မှပေါ့နော်မသိခင်စကြမှာတော်ဖီကြလိန်ညာပြုကြပညာခြေကြသားကြတဏခန့်ပံပါလိန်ရွှေငွေရတနာကြောက်တံပရမတွေစီချေကသတော့တန်ဖိုးရှိတယ်လို့ထင်နေတဲ့ဗျဒီနေရာမှာကျေးဇူးတော်ရှင်မိုးကုတ်ဆရာတော်ကြီးကပြောလိုက်ပါပြီအေးတဲ့မင်းတို့ရနေတဲ့ခန္ဓာကြီးကတည်သွားတဲ့အခါမှာခုံပနတ်စုပ်လောင်မှမတန်ပါဘာဖနတ်အစုပ်တို့တော့ရေခမည်းတော်ကျွတ်တို့ရဲ့ခန္ဓာကြီးကမသေးခင်တော့တန်ဖိုးရှိတယ်လို့ထင်နေသေသွားတဲ့အခါကျတော့ခုံပနတ်အစုပ်တောင်မှမတန်ခုံပနတ်အစုပ်လောက်တောင်မှမတန်ဘူးတဲ့နော်ဆရာတော်ကြီးနှိုင်းတာတော့အကောင်းတောင်မှမဟုတ်ဘူးတဲ့ခုံပနတ်အစုပ်လောက်တောင်မှမတန်ပါအဲ့ဒါကိုနားလေအောင်ဆရာတော်ကြီးကဥပမာလေးနဲ့ဆောင်ပြီးတော့ပြောခဲ့တယ်တခါတုန်းကတငယ်ချင်း2ယောက်တခါတုန်းကဘာ2ယောက်တငယ်ချင်း2ယောက်ကနတ်နေမိုးသောအလင်းရောက်လာတဲ့အချိန်တို့လားရှိုးမျိုးနဲ့ဥပမာတင်ကြစို့နော်လားရှိုးမျိုးရဲ့အနီးအနားရွာလေးကနေပြီးတော့နတ်နေမိုးသောအလင်းရောက်လာတဲ့အခါယခုလိုမိုးဦးကြစမိုးတွင်ကာလသမယပေါ့ဈေးဝယ်စရာရှိတယ်ဆိုပြီးတော့တငယ်ချင်း2ယောက်ကမြို့တက်ပြီးတော့ဈေးဝယ်တယ်မြို့တက်ပြီးတော့ဘာဝယ်တ
တငယ်ချင်းတယောက်စီးလာတဲ့ဖနက်ကခုံပနက်အမီးအတူလေးတဲ့နော်ခုံပနက်ကစီးပါများတော့အမီးလေးတောင်တိုးနေပြီနောင်မီးလေးတောင်တိုးနေပြီအစုပ်လေးစီးလာတာသူကလည်းစီကန်းရှိတယ်အင်းနဲ့မိုးတွင်းဆိုတော့ဂတိပန်းဖနက်တို့စီးသွားရင်မိုးရေဆိုရင်ခဏလေးနဲ့ပြတ်မယ်။အိုးလှုပ်ဖြစ်ဖို့အရေးကြီးတာပဲဆိုပြီးတော့ဒီနေ့မြို့တက်တာတောင်မှစီးလာတဲ့ဖနက်ကဘာအစုပ်လဲရိုင်းနဲ့ခုံမနက်အစုပ်လေးစီးပြီးတော့တငယ်ချင်းနှစ်ယောက်မြို့တက်ပြီးတော့ဇီးဝယ်ကြပြီဇီးနားလေရောက်ခါနီးလိုက်တာနဲ့တပြိုင်နဲ့သွားရင်နဲ့ဒီလိုလေးဟန်ကျစ်မှန်ကြီးတော့စောင်းတောင်းဖြစ်သွားတဲ့အချိန်ခြေခွင်သွားတဲ့အချိန်မှာစီးလာတဲ့ခုံမနက်အစုပ်လေးကဖက်ကလေးနဲ့ပြတ်သွားတယ်ဖက်ကလေးနဲ့ပါလေအဲ့ဒီလိုပြတ်သွားတော့သူပြတ်သွားတဲ့ခုံမနက်လေးချီပြီးတော့ဖနက်စီးလာတဲ့လူကအင်းဒုက္ခပဲဇီးဝယ်စရာကိစ္စကလည်းရှိသေးတယ်အရေးပေါ်တော်ပြန်ပြီဟောဒီဖနက်လေးအိမ်ပြန်ရောက်ရင်နဲ့တန်လေးရိုက်ပြီးတော့စီးလို့ရသေးတယ်အုံးမေတော်တွေ့ကိန်းကောင်းတာနော်ဒီဖနက်လေးအိမ်ပြန်ရောက်ရင်တန်ချစ်လေးဆွဲပြီးတော့စီးလို့ရသေးတယ်ဆိုပြီးတော့လမ်းဘေးတွေ့တဲ့ကြိုးအိတ်လေးနဲ့ကြိုးအိတ်လေးကောက်ပြီးတော့ခုံမနက်အပြက်လေးကြိုးအိတ်ထဲဇီးတဲ့ဝင်သွားတော့လေသူတော်ကောင်းတို့ရေဒီခုံမနက်အပြက်ကြီးနဲ့ဝင်သွားလို့အဆင်ပြေပါမလားအစင်မပြေတော့မဖြစ်ဘူးတဲ့ငါကဇီးဝယ်ရအောင်မှာဒီတော့ဒီခုံမနက်အစုပ်အပြက်လေးကိုဘေးနာကနီးစက်တဲ့အိမ်သွားပြီးတော့ခဏအပ်မေဆိုပြီးတော့ဇီးထိတ်နာကအိမ်တအိမ်သွားပြီးတော့ဥတို့တို့ခမညာကျွန်တော်ဖေရွာကပါဇီးဝယ်ဖို့လာတာပါအခုအကြောင်းမညီညွတ်တဲ့အခါကျတော့ခုံမနက်လေးကပြတ်သွားတဲ့ခမညာဒီခုံမနက်အစုပ်အပြက်လေးကျွန်တော်ဇီးဝယ်ပြီးရင်တော့ယူပါမယ်ဥတို့တို့ရဲ့အိမ်မှာခဏအပ်ခဲ့ပါရစေအိမ်တိန်ဝင်အပ်လိုက်ပြီနော်အဲ့ဒီလိုအပ်လိုက်တော့အိရှင်ကရပါတယ်မောင်ရဲ့ကိစ္စမရှိပါဘူးထားခဲ့မင်းဇီးကပြန်ရင်တော့ဝင်းယူနော်လက်မခံလိုက်ဘူးလားအဲ့ဒါနဲ့ဇီးဝယ်ပြီးတာနဲ့တပြိုင်နက်ခုံမနက်အစိုးလေးပြန်ယူပြီးတော့ရွာပြန်ရောက်နောက်တစ်ပတ်လောက်နေတာတော့ဇီးဝယ်တက်လာပြန်ပြီနော်နောက်တစ်ပတ်လောက်နေလာတော့တငယ်ချင်းနှစ်ယောက်ဇီးဝယ်လာပြန်ပြီတဲ့စကားတပြောနဲ့လာရင်နဲ့ဇီးနာလေးရောက်ရောတငယ်ချင်းတယောက်ကဘိုင်းကလေးနဲ့ချော်ကားလေးလိုက်တာပလဲဖောင်းနဲ့ခေါင်းနဲ့ရိုက်မိပြီးတော့ပွဲချင်းပြီးတည်သွားတယ်ပါတယ်အဲ့တော့ခုံမနက်စုပ်ဟိုတလောကပြတ်တဲ့ပုဂ္ဂိုလ်ကြီးကဟာအရေးပေါ်အရာတင်ပြန်ပြီအရေးပေါ်ပြန်ပြီဘယ်နဲ့ကွာဟိုတပတ်တုန်းကလည်းခုံမနက်စီးလာတဲ့ဖနက်ပြတ်တယ်အခုလည်းငါတန်ငယ်ချင်းကသွားရင်နဲ့အသွားမက်တော်ချော်ကလေပြီးတော့ပလဲဖောင်းနဲ့ခေါင်းနဲ့မိတ်ဆင်လိုက်လို့တည်သွားပြီငါဇီးဝယ်စရာရှိသေးတာပဲဒီမသားလောင်းကြီးထမ်းပြီးတော့ဇီးတဲ့သွားရည်လည်းမဖြစ်မထူပါဘူးလေဟိုတနေ့ကဖနက်အခက်တဲ့အိမ်သွားအပ်အောင်မဆိုပြီးတော့တော်တောင်းရည်စဉ်းစားကြည့်နော်အတုပကြီးမာပြီးတော့သွားရင်နဲ့ဥတို့ခမညာကျွန်တော်တို့အကြောင်းကိစ္စပေါ်ပါပြီခမညာဟောဒီမှာကျွန်တော်ရဲ့တန်ငယ်ချင်းအသွားမတော်တဲ့အတွက်ကြောင့်လက်ဆက်တည်သွားတဲ့မသားကြီးပါခမညာမယုံရင်စမ်းကြည့်ပါတဲ့ပူတောင်ပူနေသေးတယ်တဲ့နော်အခုမှတည်တာပါကျွန်တော်တန်ငယ်ချင်းလက်ဆက်တည်သားတဲ့မသားကြီးကျွန်တော်လည်းဇီးဝယ်စရာရှိတဲ့အတွက်ကြောင့်ဒီမသားကြီးကိုဥတို့ရဲ့အိမ်မှာခဏအပ်ခဲ့ပါရစေအကြည်စမ်းဟေကိုချင်းစာကြည့်လက်ခံမာလားမောင်းထုတ်လိုက်မာလားမလီအပြောတော်ဆုံးအောင်ဆောင်းမှာမဟုတ်ဘူးဒါကြီးမလာရမြင်ကြတဲ့ကိုကဟိုကတွယ်ထဲလိုက်မှာနော်ဒါကြောင့်ဒီဥပမာကိုဆရာတော်ကြီးကပေးပြီးတော့အေးတဲ့မတိခင်စัจ जा မှာတော့ဖိကြလိမ့်ညခြေကြသားကြရွှေငွေရတနာကြောက်တံပရမညာတွေစီချဲကထားတော့တို့ရဲ့ခန္ဓာကြီးကတန်ဖိုးရှိတယ်လို့ထင်ကြတယ်ဒီလိုမဟုတ်လားဒီဥပမာကြည့်လိုက်တော့တည်သွားတဲ့အခါမှာခုံပနက်စုပ်လောက်တောင်မှတန်ရဲ့လားဆရာတော်ကြီးပေးတဲ့ဥပမာနော်ဆရာတော်ကြီးကတကားထပ်ပြောသေးတယ်ငပြောပင်တပင်သီရာကမှမုံဟင်းကချစ်လို့ရတယ်မုံဟင်းကချစ်တော့ဘာပင်နဲ့ချစ်တာတော့ငပြောပင်တပင်သီရာကမှမုံဟင်းကချစ်လို့ရတယ်မုံဟင်းကချစ်တော့ငါမလို့ဘူးလားလို့တာပေါ့ငါကလည်းဈေးနေတိုင်းရှိတာမဟုတ်ဘူးနော်ဒီတော့ကိုကလည်းယောဂီတွေကိုမုံဟင်းကစက်ကချင်းတယ်ငါကလည်းဝယ်လို့မရအဲ့ဒီအချိန်မှာယောဂီတယောက်ကဥပမာနော်
အဲ့ဒီအချိန်မှာယောဂီတယောက်ကဖြတ်ခလဲနဲ့သေပြီဥပမာပါနိုင်เสียရှာလို့ကိုလူတွေပဲကိုပြနှိုင်းရတာနော်အဲ့တော့မုံဟင်းငါကလည်းအာယုံတက်စက္ကမလို့ပြင်ထားပြီကျန်တဲ့ပစ္စည်းကလည်းစုံနေပြီငါကလည်းအကြောင်းမညီညွတ်တော့မရတော့မထူပါဘူးကွာဒီမှာတည်ထားတဲ့လက်လက်ဆက်ဆက်လူသားရှိတာပဲကွာလူသားနဲ့မုံဟင်းကချစ်မယ်ဆိုပြီးတော့သူတော်ကောင်းတို့ရေချစ်လို့လည်းရပါမလားဥချိုရေချစ်လို့ရသည်တံခင်ဗျားတို့စားရလူရှိပါမလားအဲ့ဒါကိုမိုးကုတ်ဆရာတော်ကြီးကပြောတာဗျငါပြောပင်တပင်သေရာကမမုံဟင်းငါချစ်လို့ရတယ်လူတယောက်သေရင်မုံဟင်းငါဥတဲ့ထဲချစ်လို့ရပါမလားဒီခန္ဓာကြီးတန်ဖိုးမရှိတာဒီကိုဆရာတော်ကြီးကဖော်ပြနေတာနော်တက္ကဆရာတော်ကြီးကပြောသေးတယ်နွားတကောင်သေရာကမအသားကိုလည်းရောင်းလို့ရသေးတယ်ဟုတ်တယ်နော်အမေသားပါခမညာတပိတ်သား9000လောက်ပေးရတာနော်ဒီလိုဆိုရင်နွားတကောင်သေးတာကမှအမေသားဆိုပြီးတော့ရောင်းလို့ရသေးတယ်နွားရဲ့တရေကိုလည်းရောင်းလို့ရတယ်နွားရဲ့အယိုးကိုလည်းရောင်းလို့ရတယ်မင်းနွားတကောင်လို့တန်ဖိုးရှိတယ်နော်ကဲလူသေးရင်လူသားပါခမညာဆိုပြီးတော့ရောင်းလို့ရပါမလားဒီလိုဆိုရင်လူနဲ့နွားဘေဟာကတန်ဖိုးရှိတယ်ကဲနွားကတန်ဖိုးရှိတယ်ဆိုရင်လူနဲ့နွားဘေဟာဖြစ်ခြင်းနဲ့ဒါကြတော့ခင်ဗျားတို့လှုပ်ပါဘူးဗျာနော်အေးဒါမိုးကုတ်ဆရာတော်ကြီးကလေခတုဆံခမင်းတို့ရနေတဲ့ခန္ဓာကြီးကအသုံးမကျတဲ့ခန္ဓာတန်ဖိုးမရှိတဲ့ခန္ဓာပြန်ပေါင်းလိုက်တော့တို့ရနေတဲ့ခန္ဓာကြီးကတို့စစ်စုပ်စရာခအသုံးမကျတာသစ္စာဆိုတာကမှန်တာပါဒါကြောင့်တို့ရနေတဲ့ခန္ဓာကြီးကမြန်မလို့ပြောလိုက်တော့စစ်စုပ်စရာအသုံးမကျတာအမှန်ပြောကြည့်စမ်းပါဟုတ်ပြီတက္ကကြီးတွေရဲ့ခန္ဓာကလေစစ်စုပ်ဆရာအသုံးမကြတာအမှန်တက္ကမကြီးတွေရဲ့ခန္ဓာကလေဘုန်းကြီးရဲ့ခန္ဓာကလေမဖြေတော့နဲ့အတူတူပဲနှစ်ခုလောက်ဆိုခင်ဗျားတို့သိလောက်ပြီနော်ဒါကြောင့်မို့တို့တတေခြုံလိုက်တော့တို့ရနေတဲ့ခန္ဓာကြီးသည်စေစုပ်စရံအသုံးမကြတာအမှန်ဖြစ်တဲ့အတွေ့အကြောင်းပါသစ္စာခန္ဓာအကြောင်းသိသွားပြီနော်အဲ့ဒီလိုဝိပဿနာနဲ့ကြည့်လိုက်တော့ခန္ဓာအကြောင်းသိသွားပြီဒီခန္ဓာကြီးအကြောင်းသိသွားတဲ့အခါကျတော့ဩရလာတဲ့ခန္ဓာတွေကဒုက္ခသစ္စာကြီးပဲစေစုပ်စရာအသုံးမကြတာအမှန်တရားပဲလို့သိလိုက်တာနဲ့တပြိုင်နက်ဟောဒီခန္ဓာကြီးရဲ့ဘောမှာခင်တွယ်တယ်ဆိုတဲ့တဏှာလည်းရှိပါမလားတော့ရဲ့ခင်စရာမင်းစရာတဏှာမှမပါဘူးနော်ရနေတဲ့ခန္ဓာသပင်ပြားကစားပြီးတော့ခြေပြားတိအောင်ကြည့်လိုက်စမ်းမှာခင်စရာမင်းစရာတန်ဖိုးရှိတယ်ဆိုတာများပါရဲ့လား32ခုထာတာတခုချင်းကြည့်လိုက်စမ်းမှာခင်စရာမင်းစရာတွေ့တာစရာဆိုတာများပါရဲ့လားလက်ရှိခန္ဓာကြီးလည်းတစ်ခုမှတွေ့တာစရာမပါသလိုနောင်ရလာမဲ့ခန္ဓာတွေကလည်းဒုက္ခသစ္စာဒါပဲနော်ဒုက္ခသစ္စာမှသိရင်နောင်ရလာမဲ့ခန္ဓာလူနဲ့ပြမခန္ဓာရပါလို့ဤလို့တောင်းတเสียများလိုရဲ့လားလက်ရှိခန္ဓာဘာသစ္စာတွေ့တာเสียများလိုရဲ့လားလက်မဲ့ခန္ဓာဘာသစ္စာတောင်းတเสียများလိုရဲ့လားတွေ့တာရာကသမုဒိယသစ္စာတောင်းတရာကသမုဒိယသစ္စာရလာမှာကဒုက္ခသစ္စာအယုတ်သစ္စာနှစ်ပါးဘာသစ္စာနှစ်ပါးဒါကြောင့်မိုးကိုဆရာတော်ကြီးကအေးမင်းတို့လက်ရှိရနေတဲ့ပစ္စုပန်ခန္ဓာကြီးကလည်းဒုက္ခသစ္စာကြီးဘာတစ်ခုမှမတွေ့တာကြနဲ့နောင်ရလာမဲ့ခန္ဓာတွေကလည်းဒုက္ခသစ္စာပဲဘယ်ဘဝဘယ်ခန္ဓာကြမှာမတောင်းတနေဆရာတော်ကြီးသိစေချင်တာနော်အဲ့ဒီလိုသိစေခြင်းနဲ့အတွက်ကြောင့်ဆရာတော်ကြီးကလင်္ကာစရေးလိုက်ပြီးလက်ရှိခန္ဓာမတွေ့တာနဲ့နောင်လာဘဝမတောင်းတပဲယောဂီအဟောင်းนี่မြိုင်မြိုင်လေးလိုက်ဆိုပေးနော်ရှင်နာကတက္ကကြီးတွေကြီးလိုက်ဆိုပေးစမ်းမှာ
တခါကြီးတို့လေမြနှက်မျောစီလားမေးတာမေးရတာကျုပ်ကအာနာပါတယ်အသစ်အရွယ်ကြီးနော်ဆိုတာဆိုခိုင်းရတာနော်စွမ်းနာရင်လဲဆိုပေါ့ဗျာနော်ဒါဦးဇင်းတို့ကဟိုမှာမိုးကုတ်ဆရာတော်ကြီးကိုဒီနေ့9ရက်မြောက်သောနေ့ပူဇော်တဲ့အနေနဲ့ဟောကြားတဲ့တရားလို့မှတ်ပါနော်ဘယ်သူပူဇော်တာလဲဆရာသမားကိုဓမ္မာနုဓမ္မပฏิပတ်တိဆရာဟောတာတဲ့တရားလေးဆရာဂုံတင်တဲ့အနေအချင်းဆရာတော်ဘုရားကြီးကိုပူဇော်သောအပြင်ဟောကြားတဲ့တရားလို့မှတ်ပါတို့လည်းလိုက်ဩတယ်လိုက်ဆိုတဲ့ဆိုရင်ကိုယ်ဆရာသမားကိုတရားနဲ့ကျေးဇူးဆက်ရမရောက်ဘူးလားဟိရောက်တယ်ကဲဒါကြောင့်ဆိုလိုက်ပါလက်ရှိခန္ဓာဒီလိုဆိုရင်လက်ရှိခန္ဓာမတွေ့တာနဲ့နောင်လာဘဝမတောင်းတပြီတစ်ပိုက်ချင်းရှင်းစစ်လေးတွေနဲ့သွားမယ်နော်ဒီလိုဆိုရင်လက်ရှိခန္ဓာလည်းမတွေ့တာနဲ့နောင်လာဘဝဒီကိုလည်းမတောင်းတနဲ့ဘာလောက်ကြမလဲဆိုတော့ကြောင်းကြဆွဲဖြင့်ဗါတဲ့တော့တောင်းရကြောင်းကြဆွဲဆိုတဲ့စကားလုံးလေးကကြောင်းကြစိုက်လိုက်စမ်းပါဘလို့ကြောင်းကြဆိုင်ရမှာလဲဆိုတော့ဥစဉ်တို့ကဒိဋ္ဌိနဲ့ဝိသိကိစ္စမှမကင်းပြတ်သေးရင်ပုထုဇဉ်ဘဝပဲဥချိုကြီးနော်အဲ့တော့ပုထုဇဉ်ဘဝပဲရှိသေးတဲ့အတွက်ကြောင့်ဒုတတိကအပယ်၄ပါးကလွတ်ပါပြီလို့ဘယ်သူပြောနိုင်တယ်လဲတယောက်မှအမတ်ခံခြင်းမပေးနိုင်သေးဘူးနော်ဥစဉ်တို့လည်းပဲတရားတာဟောနေတာပုထုဇဉ်ဘဝဆိုတော့ငါအပယ်၄ပါးကလွတ်ပြီးကွာဆိုပြီးတော့အမတ်ခံခြင်းမပေးနိုင်ပါဒုနီလကောင်တို့ပရိသတ်ကြီးလည်းပုထုဇဉ်မှရင်တော့တို့တော့အပယ်၄ပါးကလွတ်ပါပြီအာမခံကြီးပြီးရတဲ့ပုဂ္ဂိုလ်များပါရဲ့လားအဲ့ဒီလိုမပြီးနိုင်တဲ့အတွေ့ကြောင့်ဩငါအတွေ့အပေရကကဟင်းလင်းပွင့်လျက်ပါလားငါအတွေ့အပေရကကဟင်းလင်းပွင့်လျက်ပါလားဒီအပေရကပိတ်နိုင်ဖို့ရာအတွေ့ကြောင်းကြဆိုင်ခိုင်းတာနော်အပေရကပိတ်နိုင်ဖို့ရာအတွေ့ဘာဆိုင်ခိုင်းတယ်အပေရကပိတ်နိုင်ဖို့ရာအတွက်ဒါနသီလသမထလောင်းနဲ့မချီနဲ့နေတဲ့ကြောင်းကြဆွဲဖြင့်ဘာလို့ရမှာလဲဆိုတော့ဝိပဿနာအမြင်မပြတ်ဆိုတဲ့စကားလုံးလေးခြံထားခဲ့တယ်နော်သွားဆက်ရမယ်ကြောင်းကြဆွဲဖြင့်ဝိပဿနာအဓိပ္ပာယ်ကအပေတကပိတ်နိုင်ဖို့ရာအတွက်တရားအထုတ်ပါဒါကိုကြောင်းကြစိုက်ခိုင်းတာနော်တာအတွေ့ကြောင်းကြားဆိုင်သမီးအတွေ့ကြောင်းကြားဆိုင်ဆွေအမျိုးအတွေ့စီဝါဥစ္စာအတွေ့ကြောင်းကြားဆိုင်ခိုင်းတာမဟုတ်ပါအပယ်လေးပါးတကားပိတ်ဖို့ရအတွေ့တရားအာထုတ်ခိုင်းတာဘာအာထုတ်ခိုင်းတာဒါကြောင့်ကြောင်းကြဆွဲဖြင့်ဝိပဿနာတရားအထုတ်ရမယ်တဲ့ဗျငါဒီဘဝဒီခန္ဓာမစွန့်ခင်မှာပဲအပေရကပိတ်နိုင်အောင်ကြိုးစားမယ်กว่าဆိုပြီးတော့ဥချိုကြီးရေးဘာပဲအထုတ်ရမယ်ဒါကြောင့်လက်ရှိခန္ဓာမတွေ့တာနဲ့နောင်လာဘဝမတောင်းတပဲကြောင်းကြဆွဲဖြင့်ဝိပဿနာအဲ့ဒီလိုဝိပဿနာအထုတ်တဲ့အခါမှာဘယ်လိုအထုတ်ရမှာလဲဆိုတော့အမြဲမပြတ်လေလာချိန်ချိန်အာစိန်နကတော်တော်ကြီးစာသာစကားလုံး၃လုံးကိုဆရာတော်ကြီးကဖိရေးထားခဲ့တာနော်အရေးကြီးလို့စာသားကိုဖိထားခဲ့တာအမြဲမပြတ်လေလာချိန်ချိန်အာစိန်နကအဓိပ္ပာယ်ကတော့တခါကြီးတို့ရေဖယားဟောထားတဲ့ဘာဝိတာဘဟုလိကတာဒီစကားကိုယူလိုက်တာနော်ဘုရားရှင်ကိုတော်မြတ်ကြီးကတရားဓမ္မပွားများအားထုတ်တဲ့အခါဘာဝိတာကျိန်ဖန်များစွာပွားများအားထုတ်ပေးပါဘဟုလိကတာခဏခဏအားထုတ်ပါဒါပြောတာနော်အဲ့ဒါကိုမိုးကုတ်ဆရာတော်ကြီးကအမြဲမပြတ်ဆိုတော့တဏီတယ်လားနေ့တိုင်းလားလိလာချင်းချင်းဆိုတော့လေတဏီတယ်လားနေ့တိုင်းလားအာစိဏကံဆိုတော့လေတဏီတယ်လားနေ့တိုင်းလားယောဂီတို့ဒီ10ရက်ထဲအားထုတ်ခိုင်းတာမဟုတ်ဘူးနော်အမြဲမပြတ်လိလာချိန်ချင်းအာစိဏကံဆိုတာကအပေရကပိတ်နိုင်ဖို့ရအတွက်ခန္ဓာဉာဏ်ရောက်ဝိပဿနာတရားအားထုတ်တယ်ဆိုတာကနေတိုင်းအားထုတ်ရမှာတလုံးနဲ့ပြောလိုက်တော့မတိမချင်းအားထုတ်ရမှာမတိမချင်းပါပါလေအဲ့ဒီနေတိုင်းအားထုတ်ပါဆိုတဲ့စကားလုံးလေးကိုဆရာတော်ကြီးကအမြဲမပြတ်လေ့လာကြည်ခြင်းအာစိဏကံအရေးကြီးလို့ထပ်ရေးခဲ့တာလို့မှတ်ရမယ်နော်ဘ
ဗမာလူပြောရင်နေတိုင်းအာထုတ်ကြခဏအာထုတ်ခဏအာထုတ်ကြတောက်လျှောက်အာထုတ်ကြဒါကိုပြောတာဗျနော်ဒါကြောင့်ပြန်ပြီးတော့ဆိုလိုက်တော့လက်ရှိခန္ဓာမတွေ့တာနဲ့နောင်လာဘဝမတောင်းတာပဲကြောင်းကြဆွဲဖြစ်အမြဲမပြတ်လေးလာချိန်ချိန်အာစိန်နကံဟုတ်ပြီခဏရပ်ပါဦးဒီတော့နေတိုင်းဝိပဿနာတရားဓမ္မအာထုတ်တယ်အကြောင်းအကျိုးလေးဆက်လိုက်တော့နေတိုင်းတရားအာထုတ်တာကအကြောင်းတရားနေတိုင်းတရားအာထုတ်တာကတို့သိဝိပဿနာတရားအာထုတ်ရင်တော့တောင်းရင်အကျိုးတရားကတော့ရှိကိုရှိရတော့မယ်နော်အဲ့ဒီအကျိုးတရားကိုပြခြင်းလို့ဆရာတော်ကြီးကဆက်ရေးလိုက်တယ်အမြဲမပြတ်လီလာခြင်းချင်းအာစိတ်နှကောင်ဖြစ်ကြောင်းမှန်မူဒါဒီထီအောင်ကအကြောင်းပြစကားအေးတဲ့မင်းတို့အာစိတ်နှကံအရှိန်တန်တန်ဖြစ်နေတိုင်းတရားအာထုတ်ကြရင်အကျိုးတရားအနေနဲ့ဗာပြောတာလဲဆိုတော့တို့တိသူကအယူမလွဲဂတိမြဲဤပြောကြည့်စားဟိဦးဇင်းတို့နိဗ္ဗာန်ရဖို့ခဏထားလိုက်ပါဒီဘဝကသေရင်ဂတိမြဲဖို့လိုတယ်နားလည်အောင်ပြောရရင်တော့သူဂတိရောက်ဖို့လိုတယ်ဘာရောက်ဖို့လိုတယ်လူလောကကသေပြီးတော့လူဘဝပြန်ဝင်စားရင်လူလောကကသေပြီးတော့နတ်ဘဝပြန်မဘဝရောက်ရင်ဒါသူဂတိဘဝပဲနော်အဲ့ဒီသူဂတိဘဝမြဲဖို့ရန်အတွက်ဒကာကြီးတို့ဒကာမကြီးတို့ရေဒါနတက်တက်နဲ့ခြေနဲ့နေလို့ရပါမလားသီလတက်တက်နဲ့ခြေနဲ့နေလို့ရပါမလားဟောငါဒါနလေးပြုနိုင်ပြီလို့ခြေနဲ့နေရေမန္လိကမိဖုရားကြီးတို့ကြည်ပါအတ္တတိသဒါနအလှရှင်ကြီးပါအများကြီးလှူထားတာနော်ဖယားတဆူမှာအတ္တတိသဒါနအလှရှင်လို့ပြောတဲ့မန္လိကမိဖုရားကြီးတို့သေတဲ့အခါမှာအာယောနိသောမနတိကရာနှလုံးသွင်းလေးမှားလိုက်တယ်။ဘာမှားလိုက်တယ်။ဖြောင်းပြောက်တဲ့အယူဝါဒမဟုတ်ပဲနဲ့ငါရဲ့ခင်မွန်းလင်းရဲ့အပေါ်မှာမုသာဝါဒတစ်ခုနဲ့လိန်ညာမိပါလားဆိုပြီးတော့နှလုံးမတမယာဖြစ်ပြီးတော့အဲ့ဒီနှလုံးမတမယာတဲ့တောကလို့ခေါ်တဲ့ဒေါသကပို့လိုက်တော့ငယ်ရဲ့ကို9ရက်လောက်ကြာရတယ်ဒီလိုမဟုတ်လားပြောချင်တာကဒါနတက်ပြုနိုင်ုံနဲ့အဘေရကပိတ်ပါပြီလို့ဘယ်သူမှအာမခံချက်ပေးလို့မရသီလပိုင်းကြတော့လေခဏကြားဖို့တယ်လေဥဒိတ်တာကြီးတို့သူ့ရဲ့နှမလေးလှူဒန်းထားတဲ့သင်္ကန်းရဲ့အပေါ်မှာဆိုကြပါစို့ဒီလိုမနေ့ပိုင်းမှာအကိုဒါကကျမကိုယ်တိုင်တပည့်တော်မှကိုယ်တိုင်ရလို့ချစ်လို့ထားတဲ့သင်္ကန်းအစ်စ်လေးပါအကိုတော့သုံးဆောင်ပါနှမလေးကလားလှူသွားတာနော်အဲ့တော့ကန်ကြည့်လိုက်တော့လေသင်္ကန်းလေးကနုဖတ်လေးဆိုတော့တိတ်ကောင်းတာနှမလေးကလည်းလက်ရာကလည်းကောင်းတဲ့အခါကျတော့ကောင်းပြီငါဝတ်မယ်ဆိုပြီးတော့သင်္ကန်းလေးအပေါ်မှာသူသားရသွားတာပေါ့နော်အဲ့တော့ဖြစ်ခြင်းတော့ထိုညမှာပဲလီနာယောဂထားကြွပြီးတော့ဥဒိတကူတော်လေးသေပါပြီပြန်တော်မူပါပြီပြန်တော်မူကနီးမှာဘိနာချတာတဲ့သူနှမလှူတဲ့သင်္ကန်းလေးရဲ့အပေါ်မှာဆွဲလန်းပြီးတော့သေသွားတာအဲ့ဒီလိုဆွဲလန်းသေသွားတဲ့အခါကျတော့တန်းပိတ်တာသွားဖြစ်တယ်။ဘာပိတ်တာတဲ့လဲဒါဒီကိုတော်လေးယဟန်တရားသီလတွေလုံအောင်ထိန်းထားတဲ့ကိုတော်လေးနော်သို့တော်လည်းပဲသေပေါသေဝသေကာနီရောက်တဲ့အခါကျတော့အာယောနိသောမနတိကာရာနှလုံးသွင်းမှားလိုက်တဲ့အတွေ့ကြောင့်အပေလေးပါတတိငါတခဏရောက်တယ်ဒီလိုဆိုရင်ဒါနာတက်သီလတက်သမထတက်နဲ့တို့တည်းစိတ်ချလို့ရပါမလားမကောင်းဘူးလို့ပြောတာမဟုတ်ဘူးနော်ဒါနာသီလသမထတက်လောက်နဲ့စိတ်ချလို့မရတကယ်တော့စိတ်ချလို့ရတာကတော့ဒီနေ့ခန္ဓာညာရောက်ပွားများအားထုတ်နေတဲ့ဝိပဿနာတရားဘာတရားတဲ့လေအဲ့ဒီဝိပဿနာတရားကိုအာစိန်နကံအရှိန်တန်တန်ဖြင့်နေတိုင်းအားထုတ်တဲ့ပုဂ္ဂိုလ်တွေကထိုသိသူအားအယူမလွဲဂတိမြဲတယ်ဆိုတော့လာရဂတိမြဲတယ်ဒါကြောင့်ဒီနေရာမှာမိုးကုတ်ဆရာတော်ကြီးကပြောတာအေးတဲ့မင်းတို့ဒီတရားအမြဲတမ်းအားထုတ်တဲ့အခုလဲအားထုတ်နောင်လဲအားထုတ်သေကာနိထီအောင်အားထုတ်သေတဲ့အကလက်မလေးထောင်ပြီးတော့မှားခဲ့တဲ့ငါသေရင်သားတို့သမီးတို့တပိတ်မသွတ်နဲ့ငါသေရင်ပါတယ်တဲ့
ငါသေးခြင်းတပိတ်မသွတ်နဲ့လို့ရေးရဲကြီးမှားရဲတာကဟောဒီဝိပဿနာတရားပဲရှိတဲ့နော်ရှင်းရောရှင်းရလားတကဝိပဿနာအကျိုးတွေအနေနဲ့ပြောလိုက်တော့ဆရာတော်ကြီးကတခုရေးလိုက်ပြန်တယ်ညီညူမရှိမြဲကတိနဲ့တတိမမေချိန်နေသည်ပြန်မလီဘုန်းကြီးတစ်ပါးတည်းပြစ်ထားရတာကွယ်တော်တောင်းတို့ရတယ်မို့လားရရင်ပူဇော်ကြည့်စမ်းပါဦးညီညူမရှိမြဲကတိနဲ့ဟုတ်ပြီဟေးဦးမြင့်ခိုင်ကြီးရေဦးမြင့်ခိုင်ကြီးဟောဒီဓမ္မယုံကြီးထဲမှာဆရာတော်တွေရဲ့ဘုန်းတော်တွေချိတ်ပူဇော်တာလေကောင်းပါဤဓာတ်ပို့ပြီးတော့အကြံပေးခဲ့ခြင်းတာကအခုဦးဇင်းတို့မိုးကုတ်ဆရာတော်ကြီးရေးထားတဲ့လင်္ကာလေးတွေရှိတယ်နော်မေဖို့ဝေကြောင့်တရား၅ပါးတို့မေဖို့ရာကြောင့်တရား၅ပါးတို့အခုဝိပဿနာအကျိုးညီညူမရှိတို့ဆိုတဲ့လင်္ကာလေးတွေပါရေးပြီးတော့ကတ်ထားနိုင်ရင်ပို၍ထောက်ခံခြင်းပေးစမ်းမှာခမည်းတော်ရဲ့စန္ဒာမဲ့တောင်းနေတာပို၍ဦးမြတ်ခိုင်ကြားအောင်ပြောပို၍အဲ့ဒါမှခဏဖတ်တော့ရမှာနော်သီးသန့်ကြက်ပါမှတ်ပါဆိုရင်လည်းခင်ဗျားတို့ဖတ်ခြင်းဖတ်တာမှတ်ခြင်းမှတ်တာအမြဲတမ်းမြင်နေရတော့ဩဒါဒီတစ်ခေါက်လာလဲဖတ်လိုက်တော့ကြာတော့ဖတ်ပါများတော့ဘာဖြစ်သွားလဲရလာတာနော်ဒါကြောင့်မိုးကုတ်ဆရာတော်ကြီးရေးထားတဲ့လင်္ကာလေးညီညူမရှိမြဲကတိနှင့်တတိမမေချိန်နေသည်ပြန်မြစ်လံကြောဆွဲမရှိပဲနေသည်လဲမတောင်တင်ပုတ်နှက်ကင်းသည်ကျိုးရင်ဝိပဿနာတကိုယ်ရီဆရာတော်ကြီးရေးပြန်တယ်နော်ဒီဝိပဿနာရှုထားတဲ့ပုဂ္ဂိုလ်ဟာတဲ့ညီညူမရှိတဲ့မနေ့ကပြောခဲ့ပြီးတေဘောတေဝတေကံဒီရောက်ရဲ့ဝေဒနာလာမှာပဲနော်အဲ့တော့တရားအာထုတ်ဖူးတဲ့ပုဂ္ဂိုလ်နဲ့တရားအာမထုတ်ဖူးတဲ့ပုဂ္ဂိုလ်သိကွာတယ်တရားအာမထုတ်ဖူးတဲ့ပုဂ္ဂိုလ်ကြတော့ဖြစ်လာရဲ့ဝေဒနာရဲ့အပေါ်မှာဖြစ်ပေါ်လာတဲ့ဝေဒနာရဲ့အပေါ်မှာတိမခံနိုင်တဲ့အခါကျတော့ဆရာရဲ့ကဲပါအဖေကဲပါအမိကဲပါသာသမီကဲပါအမလီသူများတပြီးတော့အောနေတာတဲ့နော်ဒီတရားတွေအာထုတ်ထားတဲ့အခါကျတော့ခန္ဓာအကြောင်းတက္ကကြီးတို့သိမဟုတ်လားခန္ဓာဆိုတာကဖောက်ပြန်တဲ့သဘောတရားဝေဒနာကမပေါ်ပါနဲ့လို့တားလို့ရပါမလားမသိခင်တည်းကပေါ်နေတဲ့ဝေဒနာတွေကိုကိုကအလေးအကျင့်ရအောင်အမြဲတမ်းရှုထားတဲ့အခါကျတော့သေဘောသေဝသေကာနီရောက်တဲ့အခါဘယ်လိုဝေဒနာပဲလာပါစေ။ဩခန္ဓာရှိရင်တော့ဝေဒနာရှိမှပဲသူကလည်းသူ့အလုပ်သူလုပ်မှပဲငါကလည်းရှုမှတ်ရမယ်အလုပ်ငါလုပ်ရမှပဲဆိုပြီးတော့မညီမညူပဲနဲ့တီးခံနိုင်တဲ့စွမ်းရည်ရှိတယ်။တရားအထုတ်ရရင်နော်ဒါကြောင့်ညီညူမရှိမြဲကတိနှင့်ငါသိရင်တပိတ်မတော်နဲ့လို့မှာခဲ့ပါဝိပဿနာစိတ်နေတာသိသွားရင်အခုလဲတရားအထုတ်တယ်နောင်လေးအထုတ်မယ်သေဘောသေဝသေကာနိရောက်သည့်တိုင်ဝိပဿနာတရားအထုတ်ပြီးတော့သိမယ်ဆိုရင်တမက်တဖို့မရသည်ဒါတောင်မှသူကတိမြဲတယ်ငါသိရင်တပိတ်မတော်နဲ့လို့မှာရည်တယ်ရှင်းလားဟဲ့ဒါကြောင့်ညီညွတ်မရှိမြဲကတိနဲ့တတိမမေဟောဒီဝိပဿနာတရားဒါတကယ်တမ်းအထုတ်ထားပါတတိအကောင်းနဲ့တတိမမေချိန်နေသိပြန်မဲ့တာမန်သူဆိုရင်တော့ကိုသိရမယ့်အချိန်မသိဘူးတဲ့တကယ်တော့ဒီအာစိဏကန္နာတရားအထုတ်ထားရင်ကိုသိရမယ့်အချိန်ကိုကြိုတင်ပြီးတော့သိတဲ့နော်ကြိုတင်ပြီးတော့ပါလေဒါကြောင့်ညီညွတ်မရှိမြဲကတိနဲ့တတိမမေချိန်နေသိပြန်မြစ်လံကြောဆွဲမရှိပဲနေဦးဇင်းတို့ဆေးရုံပေါ်မှာတငယ်ချင်းယဟန်တော်ဒီဆေးရုံတက်တော့သွားဆောင်ဘူးတယ်ဘိနာကလူတွေတချို့များတေကာနိရင်တွေတွန့်လိမ့်ပြီးတော့အကျိုးတွေပါတွေဆွဲနေတာနော်ဒီတော့တရားအထုတ်ထားပြီးတော့တရားအမှတ်လေးနဲ့သိတဲ့ပုဂ္ဂိုလ်ကြတော့မေတိရန်ဘိနာကလူတော့မသိလိုက်ဘူးတဲ့အိပ်ပြောနေတယ်လို့ပဲသွားနှိုးမှအသက်မရှိမှန်းသိတာတဲ့နော်ဟိုကတရားအတိလေးနဲ့ရှုမှတ်ပွားများပြီးတော့ဝိညာဉ်လေးချုပ်သွားတက်တောင့်တက်တာလေးညစ်ညစ်ညောညောလေးသေဆုံးသွားတာနော်ဒါကြောင့်ညီညွတ်မကြီးမြဲကတိနဲ့တတိမမေချိန်နေတည်ပြန်မြစ်လံကြောဆွဲမရှိပဲနဲ့သေလဲမတောင့်တင်ဟောတရားအထုတ်ပြီးတော့တရားအမှတ်နဲ့သေတဲ့ပုဂ္ဂိုလ်က3ရက်ဖဲထားတာ5ရက်ဖဲထားတာတကြူကဏိသွားကြည့်ရဲ့လက်တွေချီတွေကပျော့ပျော့ပြောင်းပြောင်းနဲ့ဝေးလို့လဲရတယ်ဆန်းလို့လဲရတယ်ဗါတဲ့
တာမန်လူဆိုရတကကြီးတို့တကမာကြီးတို့ရသေပြီးရဆေးပညာရှုတော့ငါကြီးရနာယီဝက်45မိနစ်လောက်ဆိုတောင့်တင်သွားတော့တာနော်ဟောဒီလိုတရားအာတုထားတဲ့ပုဂ္ဂိုလ်အာစိဏကံအရှိန်တတဖြင့်အခုလေအာတုနောင်လေအာတုဒီကာနိတိအောင်တတိအာကောင်းပြီးတော့ဝိပဿနာရှုမှတ်ရင်းနဲ့တည်တဲ့ပုဂ္ဂိုလ်တည်တဲ့ပျော့ပျော့ပြောင်းပြောင်းနဲ့ဘယ်နှရစ်ဖဲထားထားပုံနဲ့ကင်းနေဘာအပုပ်နဲ့မှမရဘူးတဲ့နော်တာမန်လူများတာတည်ရင်တကကြီးတို့တဲကကြော်တာနဲ့ညှိဆိုးဆိုးပေါ်လာပြီနော်သုံးရကကြော်တယ်ဆိုရင်တော့အိမ်မော်တောင်မှမထားခြင်းနဲ့အခါကျတော့ဘယ်ပို့တယ်သုတ်တန်ပို့တယ်မို့လားဒါကြောင့်မတိကေချေသေလျင်ပြည့်အနှစ်မပါဒီခန္ဓာပြောကြည့်စမ်းခရဲ့သဘောတရားလေးပေါ်သွားပြီတန်ဖိုးမရှိလို့တော့တောင်းကြီးသွားပြစ်လိုက်တာပေါ့ဗျာနော်အကယ်၍ဒီခန္ဓာကြီးတာတန်ဖိုးရှိရမှတ်ရင်အိမ်မော်မှာအမြဲတမ်းတင်ထားမှာပေါ့အခုတန်ဖိုးမရှိတဲ့အခါကျတော့3ရက်ပြည့်တာနဲ့တပြိုင်နဲ့သုတ်တန်သိညိုင်သွားပြီးတော့မြေမြုပ်ကြတယ်မိရှို့ကြတယ်ဆိုတာကတန်ဖိုးရှိလို့လားတန်ဖိုးမဲ့လို့လားဒါကြောင့်ဝိပဿနာအကျိုးပြန်ကောင်းလိုက်တော့ညဉ့်ညူမရှိမြဲကတိနေတတိမမေချိန်နေသိပြန်မြစ်လန်းကြော်ဆွဲမရှိပဲနဲ့သီလဲမတောင်တင်ပုံနှက်ကင်းသည်ချိုးရင်ဝိပဿနာတကိုယ်ဒီသောတော်ကသင်္ကနဲ့ပြန်ပေါင်းလိုက်တော့လက်ရှိခန္ဓာမတွဲတာနေနောင်လာဘဝမတောင်တာပဲကြောင်းကြဆွဲဖြစ်အမြဲမပြတ်ဝိပဿနာလိလာချိန်ချိန်အာစိဏကံဖြစ်ကြောင်းမှန်မှုဒီထိအောင်ကအကြောင်းတရားနော်နေတိုင်းတရားအထုတ်ရင်နေတိုင်းတရားအထုတ်တဲ့အတွက်ကြောင့်ထိုတိသူကအယူမလွဲဂတိမြဲဤထိုတိသူကအယူမလွဲပါမြဲငါသေးခြင်းတပိတ်မတော်နဲ့ဆိုပြီးတော့လက်မလီထောင်နိုင်အောင်အခုကလေးကကြိုးစားထားပါရှင်းရလားဟိတော့တော့ဤဒီဝိပဿနာတရားဆိုတာသေပေါင်းသေဝသေကနီးမှကတ်လို့ရတဲ့တရားမဟုတ်ဘူးနော်ဒီကိမဆရာတော်ဘုရားကြီးကဖောင်း9စင်ဟောခဲ့တယ်မဟုတ်လားငါလုံးတွေဖောင်းကနေ8လုံးတွေဖောင်းအောင်ဖြစ်အောင်ကြိုးစားကြဟောဒီတန္တရာရင်ယောကနေကုခတ်နိုင်ဖို့ရာအတွက်မေခင်ဖောင်းကြီးစီရမေဆရာတော်ကြီးသုံးခဲ့တာနော်အဲ့ဒီမေခင်ဖောင်းကြီးဆိုတာလေတန်ဃာကြီးတို့ရဲ့မိဘဒီပိုင်တဲ့ဖောင်းသာသမီသွားစီးလို့ရပါမလားသာသမီတွေတိဆောက်တာတဲ့ဖောင်းမိဘတွေစီးလို့ရပါမလားဆရာဓမ္မစီတဲ့ပေါင်းတက္ကရာကမတိနဲ့မဆိုင်ပါတက္ကရာကမတိဖွဲ့ထားတဲ့9လုံးဖွဲ့10လုံးတွေဖောင်းဒီဆရာဓမ္မတို့နဲ့မဆိုင်ပါကိုယ့်ရဲ့ဖောင်းကိုယ်တိုင်စီးပြီးတော့နိဗ္ဗာန်သွားရမယ်ကိုယ့်ရဲ့ဖောင်းကိုယ်တိုင်စီးပြီးတော့မနေ့ကပြောခဲ့ပြီးတော့ပွဲမဝင်ခင်အပြင်ကကျင်းပါမတိခင်ကျမ်းမာရေးကောင်းတဲ့အချိန်ဒီအချိန်ကစပြီးတော့တေခြင်းတရားဆင်ញင်ပြီးတော့အတိကမြန်တဲ့မတိခင်မှာဉာဏ်ဥအောင်ကြိုးစားမယ်ဆိုပြီးတော့ဒီအချိန်ကစပြီးတော့ကြောင်းကြစိုက်ပြီးတော့ဘာအားထုတ်ရမယ်ဘာကြောင့်လဲဆိုတော့ဆရာတော်ကြီးကလောကဥပမာလေးနဲ့ပြီးတာလीအခုဆိုရင်နေပါသည်မဟုတ်လားနွေရာသီဆိုတော့မိကြီးတင်းရဲ့စိတ်မချရတော့ဟိုမိသက်ဦးစီးဌာနကနေကိုထွန်းရွှေရဲ့တချင်းကြီးဖွင့်ပြီးတော့တတိမပေးဘူးလားယံသူ9ပါးတည်းမှာဗါတဲ့ဟုတ်တယ်အဲ့တချင်းတော့ဦးစင်းကတော့အကုန်မရပါဘူးတပိုက်တစပဲရတယ်ယံသူ9ပါးတည်းမှာအင်မတန်ဆိုးဝါလာတာသခိုးဓမြနဲ့ဒါမိရထင်းရဲ့စိတ်မအေးရလို့နော်အေးတဲ့ရန်သူမျိုး9ပါးတည်းမှာဟောဒီမိကအဆိုးဆုံးပဲသာသမီတွေဖြစ်စီရဲ့အိမ်တို့မြေကြီးတို့အစာကြီးတရားပြည့်ကြံတဲ့လောက်ကြံသေးတယ်နော်ရှင်ဘရင်သိရင်လည်းကြံတဲ့လောက်ကြံသေးတယ်သို့တော်လည်းပဲမိလောင်တာနဲ့တပြိုင်နဲ့အကုန်လုံးပါကြတယ်ကြောက်စင်အကောင်တို့ရန်သူကတခြားလားမိလားဟဲ့တခြားလားမိလားဆိုတော့မိဘဖယားဆိုတော့ဒါကြောင့်မိသားဦးစီးဌာနကနေပြီးတော့အပူပိုင်းစုံຫນွေရာသီရောက်လာပါပြီခမညာမမျော်လင့်ပဲမိလောင်နိုင်တဲ့အတွက်ကြောင့်အကယ်၍များမိလောင်တဲ့အခါမှာမိငြိမ်သက်နိုင်ဖို့ရအတွက်မိကျိန်မိကစုံလင်းစွာဒီလိုလေးမပါဘူးလားမိကျိတ်တို့မိကတ်တို့သဲတို့ရေပုံတို့ကြိုတင်ပြီးတော့စုဆောင်းထားကြပါခမညာ
မဖြစ်တော်လေဖြစ်တော်ရှိကြိုတင်ပြင်ဖို့ပါပေးတာလေတတိပေးတာကြိုတင်ပြင်ဖို့ပါပေးတာအဲ့ဒီလိုတတိပေးတဲ့အချိန်မှာကိုကအမှုမဲ့အမှတ်မဲ့နဲ့အမလီတဲ့တို့အိမ်ကစီကန်းရှိတာလောင်စရာအကြောင်းမရှိဘူးတဲ့လှုပ်စရာမလိုဘူးတဲ့နော်မလေးမီးရထင်းဆိုတာကကွာတဲ့ပေါ့ဆမ်းမတောင်းတာမလိုပါဘူးကွာဒါတွေဆိုပြီးတော့ပေါ့ပေါ်လေးနေလာတာနော်အဲ့ဒီလိုပေါ့ပေါ်လေးနေလာတဲ့အချိန်အကြောင်းမညီညွတ်တဲ့အခါကျတော့ဝါယာလျှော့ဖြစ်ပြီးတော့မိလောင်မယ်တခြားအကြောင်းနဲ့အိမ်ကြီးမိထလောင်မှတဟုံးဟုံးတောက်လောင်မှဟာမိတွေလောင်မရမိချိတ်တွေသွားရှာအောင်ဟာရေတွေသွားရှာအောင်ဟာမိကတ်သွားရှာအောင်ဟာရှာတော့ရှိသေးတယ်ပြန်လာတော့အိမ်ကဘာကြနေပြီဒါကိုဆရာတော်ကြီးကဥပမာပေးတာနော်မီးမလောင်ခင်ကမီးချိတ်မိကတ်တွေရှာထားသလိုကြိုတင်ပြီးတော့အစဉ်စဉ်ပြင်ထားသလိုဟောဒီအပေရကပိတ်ဖို့ရအတွက်ဝိပဿနာတရားအားထုတ်ဖို့ဆိုတာကမသိခင်ဒီအချိန်တွေကလောက်ရမှာတဲ့သေပေါက်သေဝသေကာနိမကတ်အားထုတ်လို့ရတဲ့တရားမဟုတ်ပါဒါပြောတာနော်အဲ့ဒါကိုလင်္ကာလေးကဘယ်လိုရေးလိုက်တာလဲမီးဆွဲလောင်မှမသေးခင်ကပြင်စင်တောက်လျောက်မေ့မပြောင်းနေတပတ်ရထားအောင်နော်မီးဆွဲလောင်မရေကိုတတော်မရဖြင့်ပုံနိုင်ရှင်၍မြခင်တန်တေတီမြဲနေအောင်ကိုယ့်ရဲ့တန်တမ်းမှာတရားဓမ္မတွေကိန်းဝတ်ပြီးတော့နေအောင်ဒါကယုတ်ဖဲ့ဒါကနာပဲဖြစ်ဖြစ်ဒုက္ခသစ္စာပဲသစ္စာဉာဏ်နဲ့သိနိုင်ဖို့ရအတွက်ကိစ္စဉာဏ်နဲ့သိနိုင်ဖို့ရအတွက်ပြင်စင်တောက်လျှောက်ဟောလာပြန်ပြီတောက်လျှောက်ဆိုတဲ့စကားပါလာပြန်ပြီနော်အဲ့တော့တောက်လျှောက်ဆိုတဲ့စကားရဲ့အဓိပ္ပာယ်ကတိုက်ရိုက်ပြောလိုက်တော့နေတိုင်းတရားအာထုတ်ပါနေတိုင်းပါအာထုတ်ပါဒီလင်္ကာလေးထဲမှာဆရာတော်ကြီးကတရားအားထုတ်ဖို့နှိုးဆော်တာ၄ချက်ရှိသွားပြီနော်အမြဲမပြတ်လေလာချိန်ချင်းအစိမ့်နဲ့ကပြင်စင်တောက်လျောက်အဓိပ္ပာယ်ကတော့တစ်မျိုးတည်းရတယ်နေတိုင်းတရားအားထုတ်ပါနေတိုင်းပါအားထုတ်ပါဒီလိုတိုင်းကြိုတင်ငါပြင်ဆင်ပြီးတော့နေတိုင်းတောက်လျှောက်အမြဲတဝရအာထုတ်တယ်ဆိုရင်ဘာဖြစ်နိုင်တယ်လဲဆိုတော့ပြင်ဆင်တောက်လျှောက်မိမပြောင်းနှင်းချွေပေါယိုစီတေကာနီဝဲအပြီးမုတ်ချမေခင်ရလေဟုတ်မဲ့နေတိုင်းတရားအထုတ်ပါကွာတဲ့ဒီအချိန်မှာတရားတူတရားမြတ်မရသေးရင်တောင်မှသေပေါက်သေဝသေကာနိရောက်တဲ့အခါတရားဓမ္မတွေလုံနာဝရိယဆိုင်ကြိုးစားအထုတ်လိုက်မယ်ဆိုရင်သေကာနိဆဲဆဲလေးမှာတရားတူရတယ်သေကာနိဆဲဆဲလေးပါရတယ်ဦးဇင်းတို့မနေ့ကကြားအစွဲခံရတဲ့ကိုတော်လေးအကြောင်းဟောခဲ့တယ်မဟုတ်လားဟောဒီတာရကကြည်ပါတော်တောင်းကြီးဒီကိုတော်လေးနေတိုင်းအားထုတ်နေတာပဲနော်သို့တော့သူအားထုတ်နေတဲ့အချိန်မှာသောတပန်တော်မှဖြစ်ရလားမဖြစ်ဘူးသို့တော်လည်းပဲကြားစခံရကနိလာတဲ့အခါကျတော့သေပေါက်သေဝရောက်ပြီးသူစဉ်းစားတယ်အင်းနဲ့ငါခန္ဓာကိုကြားကြိုက်ခံရတော့ဒီနေ့ညတော့ဧကံမုတ်ချသေတော့မှဒီတော့မသိခင်ငါတရားရအောင်ကြိုးစားမယ်ဆိုပြီးတော့သေခာနိလုံလဝရိယကပိုကောင်းတယ်ဆိုပဲတကားကြီးတို့သေခာနိတတိဝရိယဒီကပိုပြီးတော့ကောင်းတယ်ဒီအချိန်မှတို့အားတော့အားထုတ်တာပဲသို့တော်လည်းပဲပုံမှန်လေးအားထုတ်နေတာတမန်ကရှံကအားထုတ်နေတဲ့အခါကျတော့တတိဝရိယအားကောင်းတဲ့အချိန်နဲ့ကောင်းခဲ့တာပဲနော်သို့တော်လည်းပဲတတိဝရိယနေတဲ့အခါကျတော့ဘာလုပ်တာလဲဒီလိုနော်သေခာနိကြတော့ငိုက်ဖို့အချိန်မရှိတော့ဘူးဗျာသေခာနိကြတော့ငိုက်ဖို့အမရှိတော့ပါသိမဲဆိုတာလဲကြိုတင်သိနေတဲ့အတွေ့အကြောင်းမဖြစ်ဘူးကွာမသိခင်စကြငါတော့ကြိုးစားအားထုတ်မယ်ဆိုပြီးတော့တတိဝရိယပညာဒီနဲ့ကြိုးစားပွားများအားထုတ်လိုက်တဲ့အခါသေခာနိဆဲဆဲလေးမှာကပ်ပြီးတော့တရားဓုရနိုင်တယ်နှစ်ချက်ရှိသွားပြီနော်နံပါတ်1ကဂတိမြဲတယ်နံပါတ်2ကသေပေါက်သေကွာသေကာနိမှာတရားဓုရနိုင်တယ်ဘယ်နှချက်လဲဟဲ့ဒါကြောင့်ပြင်စင်တော့ရောင်မိမပြောင်းနေချွေးပေါယိုစီသေကာနိဝဲအပြီးမုတ်ကြမေခင်ရလေကဲရှင်ဗျာတ
ဘယ်လိုဒီကနိမရရင်ဘယ်လိုဖြစ်နိုင်တယ်လဲဆိုတော့ဆရာတော်ကြီးကဆေ့ရေးတယ်ဟေ့ဆိုကြည့်လိုက်စမ်းကိစ္စမလျောအကြောင်းပေါ်၍မတော်တဆမေ့မရအိုဘဝအစွန်ဓမ္မလုံးတွင်သူချွန်အလောင်နတ်ပြည်ရောက်၍သောတာပန်စစ်ဧကံဖြစ်သည်မလစ်ဝိပဿနာအကျိုးရီအဲ့ဒီတည်းမှာမလစ်ဆိုတဲ့စကားလုံးလေးပန်းလာပြန်တဲ့တက္ကကြီးတို့ရနော်မလစ်ဆိုတာလည်းပဲအမြဲမပြတ်နေတိုင်းအာထုတ်ပါဒီလိုဆိုတရားအာထုတ်ခိုင်းတာဆရာတော်ကြီးဘယ်နှချက်တောင်ပါလဲအမြဲမပြတ်လိလာခြင်းချင်းအာစိဏကပြင်စင်တောက်လျောက်မလစ်အေးတဲ့တရားအာထုတ်တဲ့အခါမှာတရက်တောင်မှလက်ထွဲလို့မရဘူးဆိုပဲဗျာအာဒီပါဘူးဒီနေ့မနေ့ပိုင်းအလုပ်တွေရှုပ်ပါသေးတဲ့နေခင်းကြတော့လေပူပါသေးတဲ့အေးညနေကြတော့လေဧည့်သည်လာတော့အေးညကြတော့လေတနေကုန်လောက်ရတာကပင်ပန်းတော့အစောကြီးအိတ်ချင်တော့အေးလေးမိနစ်မိုးလင်းမှဆိုတော့တရက်လောက်လက်ထွက်သွားတာနော်ဝိပဿနာခါပြက်သွားတာဝိပဿနာဘာပြက်မှန်ခြင်းနဲ့နန်းတွဲကြိုက်ပါမလားအေးဒါကြောင့်ဦးဇင်းတို့တိုက်တိုးကျင်တာကအမိခင်ဖခင်ဆွေရင်မျိုးရင်ဗမာသဘောထားပြီးတော့ဟောဒီတရားကိုနေတိုင်းအာထုတ်ပါအ ਨੇ ဆိုဥချိုကြီးတဏှာကြီးလောက်တော့တနေ့အာထုတ်ပေးနော်ငကိုရှိမှဘာထွဲမယ်အဲ့ဒါလေးတော့ဆွဲအောင်မှတ်သွားစမ်းမှတေဂာနိမှာကတ်လို့ရတဲ့တရားမဟုတ်ဘူးနော်ဒါနတေဂာနိမှာတားရီအမေတော့တည်တော့မယ်သင်္ကန်းကတ်ချင်တယ်တေဂာနိသူမြတ်ကတ်ခိုင်းလို့ရတယ်နော်ဒါနကိုသူမြတ်တေဂာနိသင်္ကန်းလူခိုင်းလို့ရတယ်ဝိပဿနာကြတော့ကိုလုံးမှာသဘောရောပေါက်ရဲ့လားအဲကြောင့်မိုးကိုဆရာတော်ကြီးကအမြဲမပြတ်လိလာခြင်းချင်းအာစိဏကံပြည့်စင်တောင်းလျောက်မလက်ဒီလိုတာအာစိဏကံအရှိန်တန်တဖြင့်တရားဓမ္မနေတိုင်းအာတုံးမဲ့ဆိုရင်နံပါတ်1ဂတိမြဲတဲ့နံပါတ်2သေဂာနိမှာကပ်ပြီးတော့တရားရနိုင်တယ်ကိစ္စမလျောအကြောင်းပေါ်၍မတော်တဆမေ့မရအောင်ဆိုလိုတဲ့အဓိပ္ပာယ်ကဒီဘဝတရားဓာအာထုတ်တယ်တရားသူတရားမြတ်မရပဲနဲ့ရုပ်စွမ်းအစုံသောတာပန်မဖြစ်သေးပဲနဲ့တည်သွားမယ်ဆိုရင်ဒါကိစ္စမလျောအကြောင်းပေါ်၍မတော်တဆမေ့မရအောင်နောက်တစ်ခါရလကပါလဲဆိုတော့ဘဝအစွန်ဓမ္မလွန်တွင်ထူးချွန်အလောက်နတ်ပြည်ရောက်၍ဒါကိုထောက်ဆသောအပြင်သူတော်ကောင်းတို့၏ဒီဝိပဿနာတရားအာထုတ်တဲ့ပုဂ္ဂိုလ်အခုလေအာထုတ်မေနောင်လေအာထုတ်မေသေဂာနိလေအာထုတ်မေဒီသုံးချက်တော့မှတ်သွားနော်ဝိပဿနာအာထုတ်တယ်ဆိုတာဒီ10ရက်လောက်ပြောတာဟုတ်ရဲ့လားပြောကြည့်စမ်းပါတယ်လေအခုလေအာထုတ်မေသေဂာနိလေအာထုတ်မေဒီသုံးချက်ဆွဲရမယ်နော်အခုလည်းဝိပဿနာတရားအာထုံမဲ့နောင်ကိုလည်းနေတိုင်းစစ်တိုက်အာထုံမဲ့သေပေါက်သေဝသေဂာနိရောက်တဲ့ဒီအောင်အာထုံမဲ့ဆိုရင်ဒီတရားနဲ့ဒါသေသွားရင်ကျင်းသေပေါက်ဘယ်ပြေရောက်တာတော့သူကျွန်အလာနတ်ပြည်ရောက်၍ပြီးတော့နတ်ပြည်ရောက်သွားတဲ့အခါမှာဒကာကြီးတို့ဒကာမကြီးတို့ရေဝိပဿနာရဲ့အကျိုးတရားကိုဘုရားရှင်ကိုရောမြတ်ကြီးကသောတနုကတသုတ်ဒေသနာတော်အရာဟောခဲ့တာကချစ်သားတို့ဒီဘဝကနေပြီးတော့ဝိပဿနာတရားအာစိဏကအရှိန်တန်တဖြင့်အာထုတ်ရင်သေတဲ့အခါမှာနတ်ပြည်ရောက်မယ်နတ်ပြည်ရောက်တဲ့အခါမှာနံပါတ်1ငါနတ်ပြည်ရောက်ပြီးတော့နတ်သားဖြစ်နေပါပေါ့လားနတ်သမီးဖြစ်နေပါပေါ့လားဆိုတဲ့အတိကနောက်ကျသေးတယ်နော်သောတာပန်ဖြစ်တာကအရင်ဆိုပဲဗျဒီလိုဆိုရင်နတ်ဖြစ်တဲ့အတိကနောက်ကျတယ်သောတာပန်ဖြစ်တာကအရင်အဲ့ဒါကိုဘုရားရှင်ကိုရောမြတ်ကြီးကလောကဥပမာပြလိုက်တာကအိတ်သောယောက်ျားနိုးတော်လာတော်ဗါတဲ့ဒီလိုဆိုရင်နှစ်ချိုက်နဲ့ခလောနဲ့အိပ်ပျော်နေတဲ့ပုဂ္ဂိုလ်တယောက်ပေါ့နော်အဲ့ဒီလိုနှစ်ချိုက်အိပ်ပျော်နေတဲ့ပုဂ္ဂိုလ်တယောက်ကအိပ်ကြီးဝါတဲ့အခါမှာဝါကလေးနဲ့အိပ်ရကနိုးထပြီးတော့လာပြီပေါ့နော်ဒီလိုဆိုအိပ်ရကနိုးထပြီးတော့လာတာနဲ့တပြိုင်နဲ့ငုတ်တုံလေးထားတိုင်းဓမ္မမဟုတ်ပဲဒီပဲလှည့်လိုက်တာနဲ့တပြိုင်နဲ့ဟိုငါစိုးတော့ကအိပ်နေပါပေါ့လားအခုငါအိပ်ရကနိုးပါပေါ့လားအတိလေးဝင်မလာဘူးလားတို့တဲ့အိယာကနိုးထတာနဲ့အတိဝင်တာနဲ့ဘယ်ဟာကအရင်လဲ
အိယာကနိုးတာကအရင်မို့လားမနိုးဘဲနဲ့ငါအိယာကနိုးပြီဆိုသိပါမလားဒါကြောင့်အိတ်သောယောက်ျားနိုးတော်လားတော့ငါအိပ်ပြာကနိုးတယ်ဆိုတဲ့အတိကနောက်ကြတယ်အိယာနိုးတာကအရင်အိုးမနိုးဘဲနဲ့ဘယ်လိုများသိကြတယ်မသိဘူးနော်ထို့အတူပဲတဲ့ဒီဘက်ကအစိမ့်တကအရှိန်တန်တန်ဖြင့်တရားဓမ္မအားထုတ်ရဲ့နတ်ပြည်ရောက်ဝင်းဝင်းဝါဝါတွေနဲ့ကြည့်လိုက်တော့အတစ်တွေအလစ်တွေနဲ့ဘုံနှံပြတ်တတ်တွေနဲ့မျက်လုံးလေးပေကလပုတ်ပြီးတော့ဟဲငါနတ်ပြည်ရောက်နေတာပါလားနတ်သားဖြစ်နေပါလားနတ်သမီးဖြစ်နေပါလားဒီအတိကနောက်ကြတယ်တဲ့သောတာပန်ဖြစ်တာကအရင်ဟာတဲ့ဒါနံပါတ်1အကျိုးနော်ဒါကြောင့်ဟောဒီလူလောကကနေပြီးတော့အစိမ့်နကံအရှိန်တန်တန်ဖြင့်တရားဓမ္မအထုတ်ထားတဲ့ပုဂ္ဂိုလ်အတွက်နံပါတ်1ဂတိမြဲတဲ့နံပါတ်2သေဘောက်သေဝသေကာနီမှာကပ်ပြီးတော့တရားတို့ရတယ်ဒီလိုမရသေးတာတောင်မှသေပြီးရဲ့နတ်ပြည်ရောက်တဲ့နတ်ပြည်ရောက်တဲ့အခါငါနတ်သားနတ်သမီးဖြစ်ပါပေါ်လားဆိုတဲ့အတိကနောက်ကြတဲ့တရားတို့ရတာကအရင်ဒီလိုမှမရသေးရဲ့လေနတ်ကြီးဖြစ်ပြီးသွားတဲ့တပြိုင်နက်အိုးဟူနာဒီနာသွားရင်းနဲ့နတ်ပြည်မှာသူတော်ကောင်းတို့ကြီးတကိုးကြီးတဲ့နတ်တွေရှိတယ်နော်တကိုးကြီးတဲ့နတ်တွေဆိုတာကဝိသခာကျောင်းအမကြီးတို့လိုနောက်တကအနာတပိန်တထေကြီးတို့လိုဒါဘုံစင်ဆန်တဲ့ပုဂ္ဂိုလ်တွေနော်အဲ့တော့ဝိသခာကျောင်းအမကြီးတို့ဝိနာကရိမင်းတထေကြီးတို့ဘုရားရှင်ကိုတော်မြတ်ကြီးလက်ထက်တော်တုံးကသောတာပန်နေဖြစ်ကြအခုနတ်ပြည်မှာရောက်နေတာဘယ်ရောက်နေတာဦးဇင်းတို့နတ်ပြည်မှာရောက်နေတယ်ဆိုတော့ဒကာကြီးတို့ဒကမာကြီးတို့ရေနတ်သစ်နဲ့လူသစ်ဟိုတနေ့ကလည်းတွက်ပြပြီးပြီနော်ဦးဇင်းတို့ကဒါဖယားပရိနိဗ္ဗာန်စန္ဒာနှစ်ပေါင်း2500ကျော်ပြီလူသစ်တန်းနဲ့တွက်နေတာနော်နတ်သစ်တန်းနဲ့တွက်ရင်တော့တောင်းကြီးဘာမှမကြသေးဘူးရှစ်ပိုင်းလပိုင်းလောက်ပဲရှိသေးတာအဲ့ဒီလိုရပိုင်းလာပိုင်းလောက်ရှိနေတဲ့အချိန်ကိုကလည်းအခုအချိန်မှလူလာဖြစ်တရားဓမ္မတွေအာထုံမိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ကျေးဇူးကြောင့်တရားတွေအာထုံဒီတရားတွေအခုလေးအာထုံတဲ့နောင်လေးအာထုံတဲ့သေပေါက်သေဝသေကာနီရောက်သည့်တိုင်ဟောအာထုံတဲ့အခါကျတော့သေတဲ့အခါကျတော့နတ်ပြည်ရောက်တော့နတ်သားအသက်လေးနတ်သားနယူးလေးတွေပေါ့နတ်သမီးနတ်သားအသက်ချက်ချော့လေးတွေပေါ့တခါမှမရောက်ဘူးတဲ့နေရာဆိုတော့ဟာဒီဗိမာန်ကြီးကလည်းကောင်းလိုက်တာဟာဒီဘက်ကဗိမာန်ကြီးကပုံမိုက်တကွာနတ်တွေနော်လက်ပတ်ပြီးတော့ကြည်နေတာအဲ့လိုကြည်နေတဲ့အခါမှာသောတော်ကအနာတပိနတ်သားကြီးတို့ဝိသကနတ်သမီးကြီးတို့ကတွေ့လိုက်တော့ဟဲအမောင်တို့အမိတို့မင်းတို့ကအခုမှနတ်ပြည်ရောက်ခစားလားဟုတ်တယ်ဗျကျွတ်တို့ကျမတို့ကအခုမှနတ်ပြည်ရောက်ခစားတို့တွေပါအောင်ဘယ်လိုလုပ်လို့ရောက်လာတာတော့မေကျွန်တော်တို့လာရှုရိတ်တာမှလေအာယုဇွမ်းနေလှူခဲ့တယ်နေဇွမ်းနေလှူခဲ့တယ်ဒါနေလဲသူတို့မှတ်မိတော့ပြောမှာနော်အာယုံစွမ်းနေလူခဲ့တယ်နေစွမ်းနေလူခဲ့တယ်စွမ်းကွာဝေယဝိဇ္ဇာအစာကြီးတရားဖြင့်အကုန်လုံးဒါနာကောင်းမှုတွေပြုခဲ့တယ်ဟဲ့ဒါရင်ပဲလားကွဆိုတော့တတိယသွားတယ်ဟာမဟုတ်ဘူးတဲ့ကျိုးတို့ကျမတို့တရားလေအာထုတ်ခဲ့တယ်မိတ်နေတာပြောဖို့ဟုတ်နော်အဲ့ဒီတော့ကြမှာဟာမောင်ရင်လေးတို့အမိတို့မပေါ်နဲ့တရားဓမ္မမင်းတို့စစ်အာထုတ်ကြဆိုပြီးတော့အဲ့ဒီအချိန်မှာတကိုးကြီးတဲ့နတ်တွေကတရားအားထုတ်ဖို့တတိလဲပြီးလာရောဟာဟုတ်သားပဲကွာဆိုပြီးတော့မတ်တက်လေးကြမျက်လုံးလေးမိတ်အားထုတ်လိုက်တာနဲ့တပြက်နဲ့တက်ခက်နဲ့ဉာဏ်တွေကပွင့်လာပြီးတော့တရားဓုရတယ်ဘာရတယ်မြန်လိုက်တာနော်ဘာကြောင့်မြန်တာလဲဆိုတော့ဒီနေရာမှာဆရာတော်ကြီးကပြောခဲ့တယ်ဦးဇင်းတို့အခုနေ့တိုင်းတရားအားထုတ်တာအဲ့တော့လူတွေဆိုတာက32ကွဋ္ဌာသစုံတယ်ဦးဇင်းတို့ရဲ့ဗိုက်ထဲမှာတလိပ်တွေသွေးတွေချွဲတွေကရှိတယ်နော်အဲ့ဒီလိုတလိပ်တို့သွေးတို့ချွဲတို့ကနှလုံးသားရဲ့အလဲကောင်ဟရိယဝတ္ထုယုတ်ဆိုတာရှိတယ်အဲ့ဒီနေရာလေးကညံလေးပွင့်တာနော်ဟရိယဝတ္ထုယုတ်လေးရဲ့အပေါ်မှာညံလေးပွင့်လာတဲ့အချိန်ညံလေးများကြီးနေရင်တရားရှုလို့ကောင်းလိုက်တာဖြစ်ဖြစ်ဒီဖြိုင်းမြင်နေရတယ်မြိုင်မြင်နေတဲ့အချိန်ကမှစောစောကသွေးတို့တလိပ်တို့အကြီးတွေကလာဖုံးတဲ့အခါကျတော့ပျောက်သွားတာတဲ့နော်ကြည်လင်တဲ့အခါရှုမှလို့ကောင်းတယ်သွေးတလိပ်တွေကလာဖုံးတဲ့အခါမှာတရားကပျောက်သွားတဲ့အတွက်ကြောင့်ကိလေသာကကတ်လိုက်ခွာလိုက်ဒီလိုပါဗျာနော်ဟောနတ်ပြည်ရောက်တဲ့အခါကျတော့နတ်တွေမှာ32ကွဋ္ဌာသမစုံမှုတယ်သွေးတို့တလိပ်တို့ဒါတွေမရှိဘူးဆိုပဲခန္ဓာကိုယ်ကြီးတော့ရှိတယ်နတ်တွေသေးရင်အလောင်းကျန်တယ်ဆိုတာများကြားဘူးလားနတ်မသားလိုက်ပို့ရတဲ့အတုပါဆိုတာလည်းမရှိပါသူတို့ရဲ့ခန္ဓာတည်းမှာကံကြောင့်ဖြစ်လာတဲ့ခန္ဓာကိုယ်ကြီးနော်
အဲ့ဒီခန္ဓာထဲမှာသွေးတလိပ်သိကြည်ဓာတ်ဒီမရှိတဲ့အခါကျတော့ဉာဏ်အားကောင်းတယ်အဲ့ဒီလိုဉာဏ်အားကောင်းလို့လည်းပဲဟိုကတတိပေးလိုက်တာနဲ့တည်းပြန်နေဟာဟုတ်သားပဲကွာဆိုပြီးတော့ဒီဘက်ကစစ်ပြီးတော့ကိုအားထုတ်တဲ့တရားလေးရှုမှတ်လိုက်တာနဲ့တည်းပြန်နေခြေချင်းတရားတူရတယ်ခြေချင်းပါရတယ်ဒါကြောင့်ဦးဇင်းတို့တရားအားထုတ်နေတယ်ဆိုတာဒီနေ့ဒီအချိန်ဒီဘဝရခြင်းလဲရမယ်မရခြင်းလဲမရဘူးဒါကတော့တွက်ထားတော့သို့တော်လည်းပဲအခုလဲအာထုံမယ်ဒီအတိုင်းသာလှုပ်သွားရင်ဒုတိယဘဝနတ်ပြည်ရောက်ပြီးတော့ကျိမ့်သေးပေါ့သောတာပန်မဖြစ်နိုင်ဘူးလားအေးရုပ်ဆွအဆိုဦးဇင်းတို့ကဒီအကျိုးကိုမျှော်ကိုလုပ်နေရတယ်လို့မှတ်ပါနော်ဒီဘဝတရားတို့ရဖို့ဆိုတာကတို့အဘိဓမ္မာအရာဆိုရင်တိဟိတ်ပုဂ္ဂိုလ်လည်းဖြစ်ရမယ်ဒါတွေကလည်းပါသေးတာနော်ထားလိုက်တော့ဒါတွေသိရှင်းနေရင်ခြေချက်လိုက်ရင်တို့ပြိဿနားရှုပ်သွားမယ်ဒီတော့ဦးဇင်းတို့လုပ်ရမှာကအခုလေဒီအတိုင်းနာအတုသွားရင်နတ်ဖြစ်တဲ့အတိကနောက်ကြတယ်တရားတို့တရားမြတ်ရဖို့ရာကအရင်ပါနံပါတ်2တကိုးကြည့်တဲ့နတ်တွေကတတိပေးတဲ့အတွက်ကြောင့်စစ်အားထုတ်လိုက်တဲ့အတွက်ကြောင့်တရားတို့ရတယ်နောက်တကနံပါတ်3နတ်ပြည်မှာနာပြီလာကွယ်ဥပုံနေ့ဒီမှာတရားဟောတဲ့ပုဂ္ဂိုလ်တွေရှိတဲ့နော်ဘုရားလက်တဲ့တော်တုံငါကွယ်လွန်သေဆုံးကြပြီးတော့သောတာပန်တဂရကအစရှိတဲ့တရားဟောတတ်တဲ့နတ်တွေကဒီလိုလာပြီလာကွယ်ဥပုံနေ့တွေမှာစုစုပြီးတော့တရားစကားပြောလို့ရှိတဲ့တရားဟောလို့ရှိတဲ့တခါတကံဟောဒီလူပြေကနေပြီးတော့တကိုးကြည့်တဲ့ယဟန်တော်တွေကသွားပြီးတော့တရားဟောတဲ့အဲ့ဒီအချိန်မှာကိုကလည်းရောင်လဲနဲ့ဟိုဘိတ်မှန်းကြည့်ဒီဘိတ်မှန်းကြည့်လှည့်ပါပြီးတော့နတ်သဘင်အစီအဝေးတွေနာရောင်တောင်ပေါင်တောင်နဲ့ရပ်သွားလိုက်တော့ဟောဗျာဟိုမှာနတ်တွေစုနဲ့ဘာတွေပြောနေတာပါလေစိတ်ဝင်စားသွားတယ်နော်ဒီဗိမာန်နေလက်ပတ်ကြည့်ရင်စိတ်ဝင်စားသွားပြီးတော့နတ်တွေစုဝေနဲ့ဘာတွေပြောနေတာပါလေသွားပြီးတော့စတ်စုလိုက်အောင်မှမဲလူလောကကအကျင့်လေးကမပြောက်ဘူးနတ်ပြည်ရောက်တော့လေဘာလုပ်ချင်တာလဲသွားပြီးတော့စတ်စုလိုက်အောင်မှဆိုပြီးတော့လူလောကကအကျင့်လေးကဝါသနာလေးကမပြောက်တော့သွားရင်အစွန်နာရောက်သွားတော့ကိုကဟောနေတာနော်ဘာဒီတရားဟောနေတာလဲဆိုတော့ခန္ဓာ၅ပါးရှိတယ်ဒုက္ခသစ္စာဒုစင်ရဲ့ဒုစေစုတရားခအတုံမကြတာသစ္စာတို့ကအမှန်ဒါကြောင့်အမောင်တို့အမိတို့ယနာတဲ့ခန္ဓာမှန်သမျှဒုက္ခသစ္စာရူပခန္ဓာဝေဒနာခန္ဓာအာယတနာဓာတ်ဒါတွေဟောတဲ့အတန်တွေလဲချားလိုက်ရောဟာဒီတရားတွေငါလာရှုပြုတ်ရိတ်သားကြီးမှာတရားနာခဲ့တာပဲဟုတ်တယ်ဆိုပြီးတော့အဲ့ဒီကြမှာတရားပွဲနဲ့လဲကြုံတတိလဲရခန္ဓာပဲပြန်လှည့်လိုက်တော့ခြေချင်းလေငင်းနဲ့ဖြစ်ဖြစ်မြေမုံဆုံးပြီးတော့တရားဓုရတယ်၃ချက်ရှိသွားပြီနော်နံပါတ်1ဆရာမရှိပဲနဲ့သောတာပန်ဖြစ်တယ်နတ်ဖြစ်တဲ့အတိကနောက်ကြတဲ့နော်နံပါတ်2ဓမ္မတကိုးကြီးတဲ့နတ်တွေကတတိပေးလို့အာထုတ်တဲ့အတွက်ကြောင့်တရားဓုရတယ်နံပါတ်3 15ရက်တည်းချိန်လာပြီလကွယ်နေ့တွေတရားပွဲနဲ့ကျုံတတိပြန်ရာအာထုတ်တဲ့အတွက်ကြောင့်တရားဓုရတယ်နံပါတ်4ကပိုစိတ်ဝင်စားစရာကောင်းတယ်ဓမ္မမိတ်ဆွေတငယ်ချင်းအချင်းချင်းဗါတဲ့ဒီတော့ဘုရားရှင်ကိုရောမြတ်ကြီးကပြောပြီးနတ်ပြည်မှာအရင်ရောက်တဲ့လူကဆရာဖြစ်တယ်နတ်စည်းကနော်နတ်ပြည်မှာအရင်ရောက်တဲ့လူကဆရာဖြစ်တယ်နောက်မှရောက်တဲ့လူကတပည့်ခံရတယ်နောက်မှရောက်တဲ့လူကဘာပါလေပြီးတော့မေးအောင်မဲ့တို့ပရိသတ်ကဆရာနဲ့တပည့်ဘယ်ဟာဖြစ်ခြင်းတော့တော့ဘာဖြစ်ခြင်းတော့ဆရာဖြစ်ခြင်းရင်တော့စောစောစီးစီးဘာလုပ်ရမှာလဲဝေါ်ဘာတို့ကတော့တပည့်ပဲဖြစ်မှာအေးဒါကြောင့်နတ်ပြည်မှာအရင်ဆုံးရောက်နေတဲ့ဓမ္မမိတ်ဆွေနတ်တွေကစောစောကအကြောင်းတရားတွေနဲ့စုံတော့သူတို့တောတပန်ဖြစ်နေကြပြီနော်အဲ့ဒီလိုစောစောကတည်သွားတဲ့လူတွေကအစောဆုံးနတ်ပြည်ရောက်ပြီးတော့တရားတို့ရနေတဲ့အချိန်ကိုကအခုမှသေနတ်သားနတ်သမီးအသက်လေးအနေအပြည့်နတ်ပြည်ရောက်လှက်ပတ်ကြီးတဲ့အခါကျတော့အရင်ရောက်တဲ့နတ်သားကြီးကအရင်ရောက်တဲ့နတ်သမီးကြီးကလှမ်းကြည့်တယ်ဟာဟိုမှာဥချိုကြီးပဲတို့တောင်းကြီးအခုမှရောက်တာပဲအောင်မလာတယ်နော်အဲ့ဒါနဲ့တယောက်နဲ့တယောက်သွားမစ်စစ်တာပေါ့ရှင်တော်တောင်းမို့လားဟုတ်တယ်ကျမတော်တောင်းမင်းမောင်ချိုမို့လားဟုတ်တယ်ဗျကျွန်တော်ဥချိုကြီးဒီလိုလာကြတာနော်အဲ့ဒါနဲ့ဟိုတရားအထုတ်တုံကအကြောင်းတွေအရင်ဆုံးပြောကြတာပေါ့နော်အေးဟုတ်တယ်အဲ့ဒီတုံကတို့တရားဝင်တဲ့လေဆရာတော်ဥဩဘာသလေးထည့်ပြောအောင်မမေ့နဲ့
မလေးဆရာတော်ဥပပါဒဟောတာလေဆိုပြီးတော့ပြောရင်ပြောနေအမလေးဟိုသူများအေးသူငိုက်တယ်နော်အမေဒါလေးလည်းထည့်ပြောလိုက်ပါဦးအတင်းလေးပါလေနော်အဲ့ဒါနဲ့စုံအောင်ပြောပြီးဆိုမှအရင်ရောက်နေတဲ့နတ်သားကြီးနတ်သမီးကြီးကသောတာပန်ဖြစ်ပြီးသားပုဂ္ဂိုလ်ကြီးကဆရာလုပ်လိုက်ပါတကယ်ချင်းမင်းဒီတိုင်းလှည့်ပတ်သွားမှနေနဲ့မင်းအာထုတ်ခဲ့တဲ့တရားကိုဆင့်အာထုတ်လိုက်ပါဆိုပြီးတော့တကယ်ချင်းနတ်အချင်းချင်းကတတိပေးလိုက်တဲ့အတွက်ကြောင့်စစ်တရားအာထုတ်လိုက်တာနဲ့တပြိုင်နက်တရားတူရတယ်။ဘာရတယ်အဲ့ဒါကိုရည်ရွယ်ပြီးတော့မိုးကုတ်ဆရာတော်ကြီးကဒုချွန်အံ့လောင်နဲ့ပြည်ရောက်၍မဖောက်မပြန်သောတာပန်စစ်ဧကဖြစ်သည်မလစ်ဝိပဿနာအကျိုးရီရှင်းရောရှင်းကြပြီလားအဲကြောင့်ဒီတရားအာထုတ်လိုက်ခြင်းသည်နံပါတ်1ဂတိမြဲတယ်နံပါတ်2သေပေါက်သေဝသေကနီရောက်တဲ့အခါတရားတို့ရနိုင်တယ်နံပါတ်3သေပြီးတဲ့နောက်ဒုတိယဘဝနတ်ပြည်မှာသောတာပန်ဖြစ်နိုင်တယ်တရားတို့ရနိုင်တယ်ဒီလောက်ကောင်းတဲ့အကျိုးတရားတွေရှိတဲ့အတွက်ကြောင့်ဟောဒီတရားတို့တည်းအာမထုတ်သင့်နာလားအာထုတ်သင့်နာလားဘယ်လိုအာထုတ်မှာလဲအခုလေဣဒာကြောင့်ဝိပဿနာအကျိုးတရားသည်ထိုကဲ့သို့ရှိတဲ့အတွေ့ကြောင့်အခုလေအာတုပ္ပနောင်လေးအာတုပ္ပသေပေါက်သေဝသေကာနီရောက်သည့်တိုင်အောင်ဒီတရားအာတုကြပါလို့တိုက်တွန်းရင်းဖြင့်ဆရာတော်ဘုရားကြီးကိုပူဇော်သောအဖြစ်လင်္ကာလေးဆိုပြီးတော့သိမ့်ကြရအောင်လက်ရှိခန္ဓာမတွေ့တာနှင့်နောင်လာဘဝမတောင်းတာပဲကြောင်းကြဆွဲဖြင့်အမြဲမပြတ်ဝိပဿနာလေလာချိန်ချိန်အာစိဏကံဖြေကြောင်းမှမှုထိုတိသူကအယူမလွဲကတိမြဲဤမိဆွဲလောင်းမှရေကိုတားတော်မယာဖြစ်အင်းပုံတိုင်းရှင်၍မေခင်တန်တေတီမြဲနေအောင်မသေးခင်ငါပြင်စင်တောက်လျှောက်မေ့မပြောင်းနေချွေပါရိုစီတေကနီဝဲအပြေမုတ်ချမေခင်ရလေကိစ္စမလျောအကြောင်းပေါ်၍မတော်တဆံမေ့မရအောင်ဘဝအစွန်းဓမ္မလွန်တွင်သူကျော်အလောက်နတ်ပြည်ရောက်၍မပေါမပြန်သောတာပန်စစ်ဧကံဖြစ်သည်မလေဝိပဿနာအကျိုးရီသာဓုကဲယနေ့ကြွရောက်လာကြတဲ့သူတော်ကောင်းများကိုယ်စိတ်နှဖျားကျမ်းမာချမ်းသာစွာဖြင့်တရားဘာဝနာများကြိုးစားပွားများအားထုတ်နိုင်ကြပါစေ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 